ကောင်းနေကိုမောမကြည့်နိုင်တဲ့တရားဝါနေအားလုံးဘူးသူရရမယ်မေကွန်းလေးမေးမယ်နော် ဘူးသူရ ဘူးသူတာရှိတာမေး တကိုင်းမှာဘယ်နှပေရှိလဲ 3ပေ မဲနေ သူရပါတယ်ဗော ကဘာရှည်ဆုံးအင်္ဂလိပ်စလုံး နမောနည်းနည်းမေးပါလားနမောနိုအဒရာမိုက်ခရိုစကောပစ်ဆီလီကိုဗူကန်နိုကိုနီယိုစစ်အိုး မဲနေ ဘယ်နေရကြတာ မီးလုံးကိုဘယ်သူတီထွင်ခဲ့တာလဲ တောင်းမဲ့အတီးတယ် မဲနေကဘာအကြီးဆုံးကျွန်းကဘယ်ကျွန်းလဲ Greenland မဲနေ ဝေါဝေါ အုံနောက်နဲ့နှလုံးသားမပါတော့တရားဝါကိုပြောပြပါ EH EH ပါတယ်အုံနောက်နဲ့နှလုံးသားမပါတော့တရားဝါကိုပြောပြပါ အားလည်းမယ် အောင်းနောက်နဲ့နှလုံးသားပါလားငါ ပါတယ်အုံနောက်နဲ့နှလုံးသားမပါတော့တရားဝါကိုဖြေပါ Jellyfish မှန်တယ် အိုးဝေါဝေါ မျက်လုံးမပိတ်နိုင်တော့တရားဝါကိုဖြေပါ ညလုံးမပိတ်နိုင်တဲ့တော့ တိ မြင်းမြင်း ပါတယ် မြင်းကမျက်လုံးပိတ်လား ပိတ်တယ် ပိတ်တယ်အိတ်တယ်သူတို့ဟုတ်လား မျက်လုံးမပိတ်နိုင်တော့တရားဝါကိုဖြေ ငါ ပါ ငါ မှန်တယ်နှလုံးသား3ခုနဲ့အုံနောက်6ခုပါတော့တရားဝါ ဓာတ်ကြီးတော့မှာဓာတ်ကြီးမှာဓာတ်ကြီး ပါတယ် ဟာ နှလုံးသား3ခုနဲ့အုံနောက်6ခုပါတော့တရားဝါ ဓာတ်ကြီး တမင်တမင် အောင်းတော့ နှလုံးသား3ခုနဲ့အုံနောက်6ခုပါတော့တရားဝါ ရှေးပွဲ မှန်တယ် ဒါပဲလေအုံတော့တွေပါတယ်ဟုတ်ပါတယ် ကောင်းနေကိုမောမကြည့်နိုင်တဲ့တရားဝါ ရှိတယ်အဲ့ကရှိတယ်အဲ့က Huh? တိ မောကြည့်ကြည့်မိုင်း ကောင်းနေကိုမောမကြည့်နိုင်တော့တရားဝါ what မှန်တယ်